Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ channel knowledge channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုယ့်ရဲ့ Facebook ကအကြောင်းမျိုးကြောင့်တော့ထွက်သွားပြီးကိုယ့်ရဲ့ Facebook ကောက်နဲ့ရှေ့ဆက်ထားတဲ့ဖုန်းနံပါတ်တွေ Gmail တွေမရှိတော့ဘူး password တွေလည်းမမှတ်မိတော့ဘူးပြီးတော့ကိုယ့်ရဲ့ကောက်ကဘယ်လိုမှ log ပြန်လို့မရတော့ဘူးဆိုရင် Facebook ရုံးကိုညီတောင်းပြီးကိုယ့်ရဲ့ကောက်ကိုဘယ်လိုမျိုးပြန်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးသွားပါမယ်ဗီဒီယိုလေးကလည်းနဲ့ရှိပါတယ်ဗီဒီယိုလေးကိုဆုံးလေးကြည့်ပေးပါဒါမှသာလည်း message လို့ကိုယ်တိုင်ကိုယ့်ရဲ့ကောက်ကိုပြန်လို့ရမှာပါ Facebook ရဲ့ရောက်ပြီဆိုတော့အပေါ်ကမင်းသုံးဆောင်လို့နှိပ်ပြလိုက်ပါခင်ဗျဒီညရောက်ပြီဆိုလို့ရှိရင် head and support စာလေးကိုနှိပ်ပြလိုက်ပါခင်ဗျဒီညရောက်ပြီဆိုလို့ရှိရင် robot a program လေးကိုနှိပ်ပြလိုက်ပါခင်ဗျဒီညရောက်ပြီဆိုလို့ရှိရင် robot about ဆိုတဲ့စာတန်းလေးကိုနှိပ်ပြလိုက်ပါခင်ဗျဒီညမှာအကောက်ဝီကပါဆိုပြီးတော့ရရှိလိုက်ပါခင်ဗျဒီညရောက်ပြီဆိုလို့ရှိရင်အကောက်ဝီကပါဆိုတာလေးကိုထပ်နှိပ်ပြလိုက်ပါခင်ဗျဒီညရောက်ပြီဆိုလို့ရှိရင် recover အကောက်ဆိုတာလေးကိုထပ်နှိပ်ပြလိုက်ပါခင်ဗျဒီညရောက်ပြီဆိုလို့ရှိရင် recover your Facebook အကောက်ဆိုတဲ့စာတန်းလေးကိုနှိပ်ပြလိုက်ပါခင်ဗျဒီညမှာ yes ဆိုတဲ့စာတန်းလေးကိုနှိပ်ပြလိုက်ပါခင်ဗျဒီနေရာရောက်ပြီဆိုလို့ရှိရင်ကိုကောက်ပြန်ခြင်းတဲ့အကြောင်းအရာကိုရေးပြရမှာပါခင်ဗျဒီနေရာမှာရေးရမယ့်စာသားလေးကိုကျွန်တော် comment ထဲမှာ copy လေးချပေးခဲ့ပါမယ်ခင်ဗျကိုရေးခြင်းတဲ့အကြောင်းအရာကိုရေးပြီးတော့ချင်းအောက်က submit ဆိုတာလေးကိုနှိပ်ပေးလိုက်ပါခင်ဗျရတော့ဒီတော့ဆိုရင်တော့ message တွေလည်းနားလည်မယ်လို့ထင်ပါတယ် message တွေကိုလည်းကိုယ့်ရဲ့အကောင့်ကိုပြန်လို့မရဘူးဆိုရင်ကျွန်တော်ဒီမှာစာပစ်လာလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးမှာ YouTube Facebook TikTok နဲ့ပတ်သက်တဲ့အကြောင်းအရာမျှဝေပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီး like share လေးပြီးကူညီပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့တယောက်ရှင်းဆောင်လည်းကျေးဇူးများတင်ပါတယ်ခင်ဗျ